ကချင်ပြည်နယ်ကနေမော်လမြိုင်ထိလာပြီးဆေးလာကူးတဲ့အမေရဲ့မှတ်တမ်းလေးကိုအမတ်တရအနေနဲ့ရိုက်ကူးထားရင်အမေရိကန်ဆေးရုံမှာအမေဘယ်လိုဖြတ်တန်းခဲ့ရလဲဆိုတာကိုအမတ်တရအနေနဲ့ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ကချင်ပြည်နယ်ကလာတဲ့အမတော်မနှက်ဖြန်စီးုံတက်ရတော့မှာဆိုတော့ညီမတော်ရှမီလာမသပင်သိမ်းပြီးစံချစ်ချစ်ပေးနေရှင်ဖြစ်ပါတယ်အမတော်ဘလောက်ချစ်လဲဆိုရင်အမတော်ကြိုက်တဲ့ဟင်းရှာများကိုနေ့တိုင်းချက်ချက်ပို့ပါတယ်3လပိုင်း2ရက်နေ့မှာတော့အမေဟာဘိုက်ခွဲဖို့စီးုံတက်ရပြီပဲဖြစ်ပါတယ်စီးုံတက်ရတဲ့ပထမဆုံးရက်မှာတဲ့အမေဟာအမေဘေးကလူနာရင်းနဲ့တခါတည်းမိတ်ဖွဲလိုက်ပြီပဲဖြစ်ပါတယ်အမေရဲ့ EQ ကောင်းမှုလေးတစ်ခုဘိုက်ခွဲဖို့စီးုံကြီးမှာပထမဆုံးတက်ရတာဆိုတော့အမေကဘလို့နေလဲမသိပေမဲ့ကျွန်တော်ကတော့ကြောက်တူးတုံနေခဲ့ပါတယ်စီးုံတက်တဲ့ဒုတိယရက်မှာတောတိုက်စေးတောတိုက်တန်နဲ့ရေတန့်ဘူးဝယ်ပြီးဒေါ်တက်တန်ကျွန်တော်အမေဟာဘိုက်နာနေတဲ့ဂျာက3လကနေလေကားနဲ့ဆင်းမြင်ထက်ပါရေတန်းနဲ့မျက်နှာတက်တော့တိုက်ခဲ့ပါတယ်။နောက်ကြီးကျယ်လဲဆိုတာဗီဒီယိုထဲလက်တွေ့ပဲ။ခဏကြာတော့ဆရာဝန်တွေ round လဲလို့လူနာဆောင်တွေကိုအပြင်မောင်းထုတ်ပါတယ်။ကျွန်တော်ကဘင်ညာရောက်တငယ်နာမစင်သေးတဲ့ငပိုးကြီးဆိုတော့သူ့ရဲ့ကလေးတိုင်းနဲ့အဆင်ပြေလို့ကလေးတွေနဲ့ရှောက်ပတ်ဆနောက်ကစားရင်လူနာဆောင်တွေနဲ့အတူအပြင်မှာတနင်္လာကျော်လောက်စောင့်နေခဲ့ရပါတယ်။အဲ့ဒါနဲ့ဒေါ်တက်တန်ကျွန်တော်အမေဟာအတန့်ကြိုက်တော့အတန့်ခံဖြစ်တဲ့တီးတန့်ခန်းကိုပြောင်းရတော့မှမို့အမေဒေါ်တက်တန်ရဲ့ဆေးစာရွက်စာတမ်းများကိုအပြေးလွှားသွားယူနေတာပါ။အမေရဲ့အထုပ်တွေကပေါ်လျားထွေများတော့ပါလာတဲ့ကိုလူအုပ်စုနဲ့နိုင်မှာမဟုတ်ကြောင်တိနေလို့ဒီဆေးရုံကကိုတော်ကျော်ကို1နှစ်3ကိုအခုခေါ်ပြီးဆေးရုံကချောကလက်မလေးနဲ့လက်လီကားထဲမှာစုံပြေးခဲ့ပါတယ်ဆေးရုံကလာရေးကြည့်ဖေးရလာလာဆိုတာအပေါက်ကျမီဒဲဖြုတ်တဲ့လူစားမျိုးဆိုတော့ချောကလက်မလေးကိုဓာတ်လေကားထဲမှာဆက်စလူခါတော့အောင်ဒဲဖြုတ်စားနောက်ခဲ့ပါတယ်ချောကလက်မလေးမှာဓာတ်လေကားမပွင့်နေတာတော့တကားရိုက်ချိုးပြီးထွက်ပြေးခြင်းစိတ်ပေါက်သွားမိရထင်ပါတယ်အတင်းထွက်ပေါက်ကိုရှာနေတော့တနာစရာလေးအခန်းပြောင်းရတော့မှဆိုတော့အမေကိုလမ်းလျှောက်ခိုင်းချင်တာနဲ့ဓာတ်လေကားကြောက်လဲဓာတ်လေကားတွေကိုအတင်းဝင်ခိုင်းလိုက်တယ်ဓာတ်လေကားရဲ့ကို1နှစ်3ဆိုတဲ့ကိုရီးယားဝင်းသားနဲ့အတူစီးခွင့်ရမှာဆိုတော့ဒီခွင့်ရေးကိုဘယ်သူကလက်လွတ်ခံချင်မှာလဲဗျာအမျိုးများတော့သိတဲ့အတိုင်းပဲကလေးတလိုက်ပါလာတော့ဓာတ်လေကားလူပါပြည့်ပြီးမတက်နိုင်မဲ့အဲ့ဒါဖြစ်သွားမှတော့ကြောက်နေရတယ်ထုတ်ဘူးပြင်းနဲ့အောက်ထက်ဆင်းနေတော့အမေကမူးလို့ငါ့ကိုလေကားနဲ့ပဲပေးစင်းမှာဆိုပြီးဓာတ်လေကားနဲ့မွေလို့ကျွန်တော်တို့မှမနေနာချလိုက်ရသေးတယ်ဒါကျွန်တော်တို့ယူထားတဲ့တီးတန့်ခန်းတန့်ကြိုက်တဲ့အမေဆိုတော့တီးတဲ့အတိုင်းလက်သက်ဆေးဘူးတပူးကိုတောင်းဝယ်ပြီးဆေးရုံကတန့်နေတဲ့ကရင်ကထပ်ပြီးပြန်ပြီးတန့်စင်ပေးရသေးတာညရောက်တော့ရန်ကုန်ကအတော်ကိုကျွန်တော်တို့ယူထားတဲ့တီးတန့်ခန်းက okay ကြောင်းလမ်းကြွားရှင်တာနဲ့ဗီဒီယိုတွေဇွတ်ရိုက်ခဲ့သေးတယ်။ဒီနာလက်တန့်ဘေးစင်လက်တန့်ဆိုတော့အမေကကောင်းကြောင်းတွေအဆင်ပြေကြောင်းတွေပြောပြီး rating အောင်ပေးလိုက်ပါသေးတယ်။မနေ့ပြန်ခွဲစိတ်ရတော့မှာဆိုတော့အမေအတွက်စိုးရိမ်စိတ်များပြီးည7:00နာရီကျော်လူမရှိတဲ့ဆေးရုံကြီးမှာတယောက်တည်းရှောက်ပတ်ရင်စိတ်မောဖြေနေခဲ့ရပါတယ်။ခဏနေခွဲစိတ်ခန်းဝင်ရတော့မှာမလို့အမေရဲ့လက်မှာဆေးတွေထိုးတွင်းပြီးတဲ့မတဲ့လာဆန်းသွားပါသေးတယ်။ခွဲစိတ်ခန်းဝင်ရတော့မှာမို့အမေကိုအင်ဂျီလဲပြီးစံချစ်ချစ်ပေးနေတာကတော့လလာဖီတာခေါ်တော့ပေါက်ပေါက်ဆိုးပါဒီအခိုက်အတန့်ကဘဝမှာရင်တုံဆုံးနဲ့အကြောက်အဆုံးအခိုက်အတန့်ပဲအမေခွဲစိတ်ခန်းဝင်နေတာဆိုတော့ဘယ်လိုများအဖြေရလာမလဲဆိုပြီးစိုးရင်စိတ်နဲ့စုတွေဇွတ်တောင်းနေခဲ့ရတဲ့အချိန်ပေါ့ခွဲစိတ်ပြီးအမေရဲ့ဘိုက်ထဲကအလုံးကအရန်ကြီးနေတော့ဝယ်ထားတဲ့ဘူးကသေးလို့ပြန်သွားလဲလိုက်ရသေးတယ်အမေဘိုက်ခွဲပြီးဘိုက်ထဲကအလုံးထွက်လာခဲ့တဲ့အမေဟာကင်ဆာခက်မှန်းနိုင်ခြင်းအဆင့်လောက်ရှိနိုင်ကြောင်းခက်မှန်းထားပြီးဆိုပေမဲ့ကျွန်တော်တို့အမေကိုကင်ဆာဖြစ်ကြောင်းလုံးဝအသိမပေးပါဘူးဘာလို့ဆိုသိတဲ့အတိုင်းလူနာတယောက်စိတ်သက်ကြသွားရင်ဘလောက်ပဲခုခံအားကောင်းကောင်းကိုခံအားကောင်းကောင်းအရာကုန်လုံးပြိုလဲသွားနိုင်တာမလို့ဆရာဝန်မတွေကိုယ်တိုင်ကအမေကိုအသိမပေးခိုင်းတာပါခွဲစိတ်ပြီးတွင်းရတဲ့ဆေးတွေကလည်းများတော့အမေမှာစိတ်ညစ်ပြီးဆေးရုံကနေထွက်ပြေးခြင်းစိတ်တွေပါပေါက်လာပါတယ်ဘိုက်ခွဲတဲ့ပထမရက်မှာခွဲထားတဲ့အချိန်နဲ့ကြိုက်ခဲလွန်းတော့အမေမှာအော်နေတို့ကျွန်တော်မှတညလုံးမအိပ်နိုင်ပဲမျက်နှာမဲမဲနဲ့အမေကိုစောင့်နေရတာလဲလုံးဝကိုအမောပါပဲခွဲစိတ်ပြီး3ရက်မြောက်နေ့မှာတော့အမေကခွဲစိတ်ထားတဲ့ပထမရက်တွေထွက်အများကြီးတက်တာလာလို့ကျွန်တော်မှစိတ်ချမ်းသာပြီးအမေကိုဗီဒီယိုတွေကဓာတ်ပုံတွေရောအများကြီးရိုက်ဖြစ်ခဲ့ပါတယ်ဘိုက်ခွဲပြီး3ရက်အခြေအနေကဒီလိမ့်နေပါတယ်ခင်ဗျာဆေးရုံဒီကျွန်တော်ကိုတွေ့ရှင်လို့လိုက်လာခဲ့ပေမဲ့ဆေးရုံမှာအမေခေါင်းတော့အောင်မွေးခဲ့တဲ့ကောင်လို့လည်းပြောလို့ရပါတယ်အမေကိုဆေးရုံမှာညအိပ်ရောလူအိပ်ရောလာဆောင်ပေးကြတဲ့သားမီးတွေနဲ့ဗီဒီယိုလေးတွေရိုက်ဖြစ်ရင်အမေတက်တာတဲ့3ရက်ကိုပျော်ကြီးဖြတ်တန်းခဲ့ပါတယ်ဒါကတော့အမေကြိုက်တဲ့တရှင်းမှာဘယ်ရောက်ဒီတရှင်းလေးကိုအမေကအမြဲတမ်းနားထောင်ရတာကြိုက်လို့ဒီတရှင်းလေးဖြစ်ရင်အမေကိုဖျော်ဖြေပေးနေတာပါညနေရောက်တော့ဆေးရုံထိလိုက်လာတဲ့အမွေစိန်တိုင်းနဲ့ဆေးရုံနောက်ကျောကိုရှောက်ပတ်ပြေးပြီးစော့ကစားခဲ့ရင်အမေရဲ့6ရက်မြောက်ကိုကုံဆုံးခဲ့ပါတယ်။မ
နက်ဖြန်ဆိုအမေရဲ့အသားစားစစ်ထားတာအဖြေသိရတော့မှမလို့အရန်နေကြောက်နေပါပြီကျွန်တော်တို့ကတော့တေချာပေါက်ကင်ဆာလို့တိထားရတော့အဆင့်ဘလောက်လဲဆိုတာအတွက်ပဲရင်ခုန်နေမိပေမဲ့အမေကတော့ကင်ဆာဟုတ်မဟုတ်ပါဆိုဘာမှမသိရသေးတော့ကျွန်တော်တို့အမေသိသွားမှအရန်စိုးရိမ်နေခဲ့ပါတယ်ဘယ်လိုနေအမေကိုလိန်ထားလို့မရပဲကင်ဆာအဆင့်3ဆိုတာကိုအမေသိသွားပါပြီကျွန်တော်တို့ထင်ထားတာကတော့အမေပြိုလဲသွားမယ်လို့ထင်ထားခဲ့ပေမဲ့နည်းနည်းလေးဝမ်းနေယုံကလည်းကြောက်မနေခဲ့ဘူးလို့ပြောလို့ကို့မှာအပျော်ကြီးပြောခဲ့ရပြန်ပါတယ်အမေရဲ့ရင်ထဲမှာတော့ကျွန်တော်တို့မသိအောင်ဘလောက်များအော်ဟစ်နေမလဲနော်ခဏနဲ့အမေကိုချုပ်ယူပြီးတော့မှမလို့အားရှိအောင်အမေတောက်နေကြဖြေရည်လေးကိုအမေကိုတိုက်နေတာပါဒါလေးကတော့ချုပ်ယူပြီးနေခြင်းဖြစ်ပါတယ်ချုပ်ယူပြီးမနာဘူးလို့တိထားရပေမဲ့အမေကိုဘိုက်ကဟိုဘက်ဒီဘက်ဒီခွဲရတော့ဆိုတော့ခွဲထားများလို့ချုပ်ယူပြီးတဲ့အချိန်လဲတော်လေးအော်ဟစ်ခဲ့ရပါတယ်ချုပ်ရုပ်ဖြီးပြီးဆိုတော့အမေရိကန်ဆေးရုံကနေအထွေဆေးရုံကြီးဘက်ကိုလှည့်ပြီးကင်ဆာဆောင်ဘက်ကိုပြောင်းရတော့မှာပဲဖြစ်ပါတယ်ဒါကတော့အမေရိကန်ဆေးရုံမှာတက်နေတဲ့ရှောက်အမေရဲ့အမတ်တရလေးတွေပဲဖြစ်ပါတယ်နောက်ကကျရင်ဒီဆေးရုံကိုလည်းမလာရပါစေနဲ့တော့နောက်ပြီးတော့ဘေးဆေးရုံမှလည်းမတက်ရပါစေနဲ့တော့ဆူတောင်းရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါရစေခင်ဗျာ